ဘောလုံးမှလည်းအားပေးတယ်ဒါပေမဲ့ဒီလိုလည်းရွေးစင်အားကစားသမားတယောက်ကဒီလိုလုပ်တယ်ဆိုတာလည်းစိတ်ထဲမကောင်းဘူးအဲဒီက ဆောက်ကချင်းဒါမအဲ့လိုမျိုးအလုပ်လုပ်တော့အံ့ဩနေတာ အန်ဩတာပေါ့သမီးလေးရဲ့လေရွေးစင်နိုင်ငံကျော်ရွှေတစိတ်တွေအများကြီးလုပ်ပေးတာနိုင်ငံကိုလည်းပံ့ပိုးပေးတယ်အားကစားသမားတယောက်ကဒီလိုလုပ်တယ်ဆိုတော့အန်ဒီတို့လည်းစိတ်မကောင်းဘူးပေါ့နော် ဘယ်လောက်ဒီမောက်ပံ့ပိုးဖြစ်တယ်ပေါ့အဲ့ဒါ ။အော်ဒီနားမှာတော့ဝိုင်းဝင်လုပ် အ ပြီး န်တီကတော့ဒီနားမှာနေတော့သူကတော့ဒီကျွန်တော်အကုန်လိုက်တော့ပေးပါတယ်ဗျဟုတ်ကျွန်တော်တို့ကတော့အမှန်တမ်းပဲကျွန်တော်ဒီဆိုင်လေးကျွန်တော်မေတို့ကဒီလာတော့မှလုပ်ပေးတာကျွန်တော်ဒီကလေးလေးနဲ့ပဲဒီကောင်မလေးနဲ့ပဲကျွန်တော် တရားကလေးလေးနဲ့နေတာ ကျွန်တော်တို့နှစ်ယောက်ပဲအဲ့လိုပေါ့နော်ကျွန်တော်လုပ်တယ်ပေးလုံးပင်မမှာတော့ကျွန်တော်လုပ်ရကျွန်တော်နေတာရန်ကင်းလေးရန်ကင်းဆိုကျွန်တော်ရန်ကင်းကနေဆိုင်ကယ်လေးနဲ့ကျွန်တော်ရန်ကင်းကနေလာတယ်အဲ့ဝင်းကားတွေပါဆိုအဲ့ကနေကြိုပြီးတော့မှအဲ့ဆိုင်ကယ်ပေါ်တင်နေကျွန်တော်ကရှေ့ကမောင်းနေကလေးလေးကအဲ့ဆွဲချင်းနေအိုးတွေနဲ့အဲ့လိုလွယ်ပြီးတော့တော်တော်ခက်ရခဲစင်းနဲ့ကျွန်တော်ဒီလာရတာပေါ့နော်အဲ့မဲ့ကျွန်တော်ရဲ့ဟိုအဆင်မပြေဘူးကြောင့်ကျွန်တော်အခုလိုမျိုးလုပ်ကြတာဖြစ်တဲ့အတွက်တော့ဘာမှဟိုမဖြစ်ပါဘူးကျွန်တော် သူကမေးဘူးလဲရှာကျွေးတယ်လေ မေတို့ဖေတော့ မေဖေဦးယူရှာကျွေးတယ်သူကအဲ့လိုသူတို့နှစ်ယောက်စလုံးအဲ့လိုပေါ့နော်ရှာကျွေးတဲ့အချိန်ကမှသူတို့ကဒီလိုခက်ခဲဖြစ်တယ်ဆိုတော့ ကျွန်တော်ကမန်တိုင်းပြောတော့ အားပေးတာပေါ့အဲ့လိုဒီကနေ့စိတ်နဲ့ပေါ့သမီးလေးကခုနပြောသလိုပေါ့သူတို့ကူညီပေးတာ ဒီလုံးလုံးတယ်ကျွန်တော်ကကြတော့ ဟို ဒီကလေးမလေးဆိုကျွန်တော်ကျေးဇူးတင်တယ်သူ့လို့ဆိုသူကကျွန်တော်ပေါ့ဘယ်လိုခေါ်မလဲကျွန်တော်ခုလိုမျိုးအခက်အခဲဖြစ်နေချိန်မှာအကုန်လုပ်ပေးတာအကျော်ဆိုလဲသူပဲဆက်ပေးတယ်သူကပဲအကုန်ကျွန်တော်လုပ်ပေးတာပေါ့နော်အခုဒီမှာဆိုင်ဆိုလဲဒါလေးတွေရောင်းဖို့ပိုင်းတာဆိုလဲကျွန်တော်တပတ်တလက်နဲ့ကျွန်တော်ကူညီပေးတယ်ပေါ့အဲ့တော့သူ့ကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်တို့နှစ်ယောက်ပဲဒီပုံရုံးကန်တယ်ဒီဟာကိုကျွန်တော်လုပ်တယ်အခုဒီဆိုင်လေးဖြစ်တဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်တယ်အဲ့ဒါလေးတော့ကျွန်တော်လုပ်ပြပါတယ်မှာ အပြင်မှာခုနကပြောလို့မရောင်းရတဲ့ဘဝနဲ့ဆိုလို့ရှိရင်ဘယ်လိုလေးတွေကွာသွားလဲဒီလေးရောက် အပြင်ဆိုတော့ဟိုအပြင်နဲ့ဆိုရင်လားဟုတ်ကဲ့မဟိုအပြင်နဲ့ဆိုတော့ကျွန်တော်ဟိုအမှန်တိုင်းပြောနေတော်တော်များများပြောတယ်လေအပြင်မှာလည်းစင်ကစားမတယောက်လည်းဖြစ်တယ်အပြင်ကြီးက platform ပေးမှာဆိုတော့ကျွန်တော်အမှန်တိုင်းပြောကျွန်တော်အဲ့မှာရောင်းနေလဲစီပင်ဖမ်းတာလဲကျွန်တော်ခံသေးတယ်မလို့စီပင်ကဒီမလွတ်ဘူးပေါ့နော်ကျွန်တော်2နာရီခွဲလာပြီးတော့အဲ့ရုံးလာတွေ့ပါဆိုတဲ့ဟာမျိုးလဲကျွန်တော်သွားတွေ့ရပါတယ်ဟောပြဿနာမရှိဘူးကျွန်တော်လုပ်တဲ့ဟာအတွက်ကျွန်တော်ဘက်ကျွန်တော်အကုန်လုပ်ပေးတယ်သွားပြီးတော့ကျွန်တော်အဲ့ဒါရှင်တော့တော်တော်များများပြောတာပေါ့လည်းစင်ကစားမဖြစ်တယ်ဒီလမ်းဘေးကြီးမှာမင်းတို့ပစ္စည်းတွေလည်းရွှေ့လိုက်ပြူလိုက်နေဆိုနေရာတနေရာတောင်းပါလားဆိုတော့ကျွန်တော်ဘာပဲပြောအဲ့လိုအခက်အခဲရှိကျွန်တော်နေရာတောင်းတယ်တောင်းတော့ကျွန်တော်ရဲ့အုပ်ချုပ်သူအသေးအုပ်ချုပ်သူပေါ့ကျွန်တော်တို့ဒီအမျိုးသမီးဘုံလုံးလောကကိုကျွန်တော်တို့အမြဲတမ်းဘာပဲဖြစ်ဖြစ်လိုတာဖြစ်ကူညီပေးတယ်တော်မြတ်မြတ်ဦးပေါ့နော်အုပ်ချုပ်သူမမီလေးကနေမှကျွန်တော်ကိုနေရာလေးရဖို့တော့ဆိုပြီးတော့အတွင်းမှုထိဥကိုသိန်းထိကျွန်တော်တောင်းပေးတယ်တောင်းပြီးတော့အမှန်ကျွန်တော်ဒီနေရာလေးကိုဟိုကျွန်တော်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာကိုပြောင်းလိုက်တယ်ပြင်းနေဒီနဲ့ဆိုလို့ရှင်တော့ဒီနားလေးကအမှန်တိုင်းပြောတော့တက်နည်းနည်းပေါ့အများကြီးတက်ရရှိရလုံမကျတော့လမ်းဘေးလေးဖြစ်တယ်ပြီးတော့အကျော်ရောင်းနေတယ်တော်တော်များများလမ်းဖြတ်ကူးသွားတယ်ဆိုပေမဲ့လည်းကိုယ်မသိတဲ့လူရှိတယ်သိတဲ့လူရှိတယ်ဒါပေမဲ့အဲ့လိုပေါ့ဟိုဘယ်လိုခေါ်မလဲကြည့်ပြီးတော့ဟိုပေါ့နှာခေါင်းရှုံတယ်တချို့ကကျတော့လည်းအဲ့လိုပေါ့ဆိုင်